ရတော့ကျွန်တော် Guinevere player က Dialog ကို Hero Kit 3ကောင်ကျော်ပေးပြီးတော့သူ့ကိုတစ်ခါတက်တာနဲ့ကျွန်တော်2000နိုင်မဲ့ပွဲလေးပဲဖြစ်ပါလေ။ Guinevere player တော့၄ကတက်ပြီးတော့ Dialog ကတော့ကျွန်တော်တစ်ခါလေးတက်ရုံနဲ့ကျွန်တော်2000ရမဲ့ပွဲပေါ့နော်။ဟေးအဲ့တော့ Guinevere အနေနဲ့တော့ကျွန်တော် Speed Migration Land ကိုလွဲပါပြီ။ရှင်းမ wave ပြီးတော့ land ကိုပေးနေသေးတယ်ကျွန်တော်ထွက်လာပြီဗျာ။ Dialog အနေနဲ့တော့ကျွန်တော် special standard တွေဝင်လာတယ် physical chain နောက်မှာ able strike တေးသွားမှာမတေးဘူးဗျ။ Okay Guinevere အနေနဲ့ကတွေ့တော့ guide နေပြီဗျာနော်။ပြန်ပတ်လိုက်တာပိုကောင်းနေပြီ။ဘာကြီးတက်လို့ပြအောင်လဲ။ Okay, speed migration ထပ်အုပ်ပြန်ပြီ physical check passing နဲ့ထပ်ပြီးတော့အုပ်ထားသေးတယ်ဒါတော့ပြင်းဝင်လာတယ်ဒါကြီးမရဘူးရှေ့မှာ violence ကြီးခံနေရဗျအဲ့တော့ eddy mate နဲ့ကျွန်တော်လေဝတန်းတင်ပြီးတော့ပဲတစ်ဖက်ကကျွန်တော် vengeance တွေပါတယ်ဖွင့်ပြီးပြတ်တော့မပြတ်သွားဘူးပေါ့နော် hero kit ကောင်တော့ပေးလိုက်ရပြီအဲ့ Guinevere တွေကတော့ကျွန်တော်ရှေ့မှာ wave ပြီးတော့ land ပေးလိုက်တဲ့ dial တော့ကျွန်တော် special strike နဲ့ပြေးပြီးတော့ဝင်လာတယ်ဆိုပြီးမေးလေးဘာမှထွေပြီးတော့မဖြစ်သွားဘူး migration ထပ်အုပ်ပြန်ပြီမိုက်ကြီး physical check အုပ်ပြီးတော့ပဲကျွန်တော် eddy mate violence နောက်မှာ flicker နဲ့ကျွန်တော် scale 2နဲ့အလားပြလေးပဲကျွန်တော်ထပ်ပြသွားတယ်ပေါ့နော် Okay Guinevere ကတော့ကျွန်တော် rapid တွေပါတော့စားဖို့ရပြီဗျဘာကြီးစလုပ်ပြအောင်လေရှေ့မှာ special migration အလားလေးပဲနောက်မှာ eddy mate violence တက်ပွင့်နေမှာ recall တွေပါထပ်ပြတယ်တာဝါထဲမှာ recall ပြပြီးတက်ပြတာပေါ့နော်စောင်းရမ်းမိုက်တယ်ဒီဘက်ကျတော့ကျန်းနေပေါ့နော်ဒီ dialog က hero kit တကောင်ရတာနဲ့ကျွန်တော်ဒါပတ်စံ2000နိုင်ပါပေါ့နော်ဒါပေမဲ့ hero kit တကောင်မှမရဘူး 0 kit နဲ့ပဲရှုံးသွားတယ်စိတ်တော့မကောင်းဘူးဘိုင်ဝိုင်းပွဲတွေစောနေတယ်ဆိုတော့ကျွန်တော်ဒီ TikTok account လေးရဲ့ကျွန်တော် ID မှာပဲပြလာမဲ့နာမည်ပြဒါမှမဟုတ်လေကျွန်တော်ဘိုင်ဝိုင်းမှာ Telegram link တွေထားပေးရတယ်ပေါ့နော်ကျွန်တော်ဒါဘိုင်ဝိုင်း link ကိုပဲလာပြီးတော့ဆက်သွယ်လို့လည်းရတယ်ဘိုင်ဝိုင်းကြေးပွဲတွေစောနေတယ်ဆိုရင်ကျွန်တော်ရဲ့ချက်ပေါက်ကိုလာပြီးတော့ဆက်သွယ်ပေးပါကျေးဇူးတင်ပါတယ်